ဒီနေ့ကတော့ဟနေတစ်ခါမှမွေးရသေးတယ်မြန်မာဝတ်စုံလေးကို try အောင်လာလုပ်ပြတာဖြစ်ပါတယ်ပထမဆုံးထမိန်ဝတ်တာနဲ့တိုင်ပတ်နေတော့ဟန်ဒီပါဟန်ဒီကထမိန်လုံးဝမွတ်တတ်ဘူးအဲ့လိုနဲ့စုံဆွဲပြီးကြည့်ပါတယ်စုံဆွဲပြီးကြည့်တော့လှရလားပေါ့ဘယ်နာပါလို့လဲပေါ့အဲ့လိုနဲ့ zoom out လုပ်ပြီးတော့ပြန်ကြည့်ပါတယ်လှပါတယ်တေချာကြည့်ကြည့်တော့မှအရှိရကြည့်လဲလှဘေးကကြည့်လဲလှနောက်ကကြည့်လဲလှကိုတော့တိတ်လှရထင်ပါတယ်အဲ့လိုနဲ့ဟန်ဒီမိတ်ကပ်စလူပါတယ်မိတ်ကပ်လိမ့်တာတော့ဟန်ဒီပုံမှန်ပဲပေါ့နော်အပြစ်သွားလဲဒီ look ပဲအိမ်ထဲမှာနေလဲဒီ look ပဲအလုပ်သွားလဲဒီပုံစံပဲ fan level လူတယ် cream bag ပုတ်တယ် cream bag ကတော့ဟန်ဒီရန်ကြိုက်တဲ့ Revlon cream bag ပေါ့နော်အဲ့ဒါပုတ်တယ်ပြီးွားရင်ပါနီဆိုးတယ် share တို့ share တယ်ဒါပေမဲ့ဒီနေ့တော့အားဒီမလုပ်ထားပါဘူးရိုးရိုးလေးပဲပါနီသွားဆိုးပြီးလို့ပေါ့နော်တခါလူမအောင်ပါနီသွားဆိုးမိရတဲ့ဟန်ဒီမျက်နှာတက်ပြီးတော့နောက်ဆုံးတခါပြန်လူလိုက်ရပါတယ်ကျွန်မတိတ်လှသွားပါပြီအဲ့လိုနဲ့မှန်ထက်ကြည့်ပါတယ်ဘလို့ကြည့်မဝလေးတကယ်ကိုကြည့်မဝလေးပါပြီးလိုက်ပြီးတော့ဟန်ဒီစပယ်ဘလို့ကောင်းမလဲဆိုပြီးတော့ဟိုဘက်ကိုဖိလိုက်ဒီဘက်ကိုဖိလိုက်တချင်းလေးညီလိုက်ဖိရင်တနားရီလောက်ကြာသွားတယ်ပေါ့နော်တနားရီကြာသွားတော့စပယ်ဘလို့ပုံစံလောက်အောင်လဲဆိုတော့ idea ထွက်မလာပါဘူးနောက်ဆုံးတော့မိမသားဆက်ပန်းကြည့်ပါတယ်လှမလားလို့ပါဒါပေမဲ့မလှပါဘူးအယူမကြီးမဆောင်းနဲ့တူတာနဲ့နောက်ဆုံးပန်းကိုပြန်ဖြုတ်လိုက်တဲ့အချိန်မှာတော့တိတ်လှတဲ့ဟန်ဒီလေးရောက်လာပါတယ်ရှင်အဲ့လိုတလားလောက်ကြာပြီဖြစ်တဲ့ trend ပေါ့နော်အဲ့အကောင့်ဟန်ဒီကပါတယ် join ဖို့ရည်ရွယ်ထားတာကြားလာပြီနောက်ဆုံး15ခါလောက်ပြန်ကလိုက်ရတယ်ဗျိုင်းမကြီးပြန်နေရတဲ့သူတို့ reset ကောက်တခုတော့ဟန်ဒီရခဲ့ပါတယ်အဲ့လေးလည်းဟန်ဒီပေးတင်ပေးပါမယ်ဒါကတော့ဟန်ဒီ TikTok ဆော့ပါတယ် TikTok ဆော့ပြီးတော့ဟန်ဒီ rooftop ကိုသွားပါတယ် rooftop မှာဗီဒီယိုရိုက်ပါတယ်ဒီဗီဒီယိုလေးဆုံးတဲ့ဒီလိုက်ကြည့်ပြီးရဲ့ကာကာတို့အကုန်လုံးကျေးဇူးတင်ပါတယ်ရှင်